အားလုံးပဲမင်္ဂလာညချမ်းလေးပါ MKK Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ရွာထဲကအလောင်းဆိုတဲ့ပရာလောကဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခေမာရွာအလဲရိုးမှာတောင်ရှိရွာလေးတစ်ရွာဖြစ်သလိုမြို့နယ်လည်းအလန်းဝေးတာကြောင့်အပြင်လူအရောက်ပေါက်နဲလာပါတယ်ရွာသူရွာသားတွေကလည်းအသိပညာဘိုးတုဒနဲပါလာသလိုမီယိုးပလာရာလုံငန်းတောတက်တင်းရှာစေးမြစ်ရှာအလုံးများကိုသာလောက်ကင်ကြပါတယ်တချို့တလေမြို့တက်အလုပ်လုပ်တာတွေရှိပေမဲ့အရေးတော့ကတော့နဲလွန်းလာပါတယ်ခေမာရွာနဲ့အနီးဝန်းကျင်ရွာများမှာအနည်းဆုံး9မိုင်ခန့်ကွာဝေးတာကြောင့်တီးရှားရွာလိုဖြစ်နေပါတယ်အင်းရှိ100ကျော်ရှိတယ်ဆိုပေမဲ့ရှန်တွေကကျယ်လွန်းလာကြောင့်ရွာကကြီးလာသည်ဟုထင်ရပါတယ်အင်းဝဘရင်တစ်ပါးရဲ့အမျက်ရှာခံရတဲ့မိဖုရားတစ်ပါးလာရောက်ပုန်းရှောင်စကန်းချရာမှရွာဖြစ်လာသည်ဟုပြောကြသလိုရွာနှင့်မလန်မကန်တောင်ကုန်းပေါ်မှာတော့ကြီးမားသည့်ကြောက်လန့်ကူကြီးတစ်ခုရှိပါတယ်ထိုကူကြီးထဲမှာမိဖုရားရုပ်ထုတစ်ခုရှိပါတယ်ရာဇနှင့်တန်ကိုကင်ထားသည့်မိဖုရားရုပ်ထုမှာလူတစ်ယောက်အရွယ်စားရှိ၍လူသားတစ်ယောက်ဟုထင်ရပါတယ်ရွာထိပ်ရွာဝင်လမ်းဘေးမှာတော့မိဖုရားနန်းဆန်ခဲ့ရာကျွန်းနှန်းဟုခေါ်သောအိမ်ကြီးတစ်လုံးရှိပါတယ်ထိုအိမ်ကြီးထဲမှာတော့ထူးခြားသောမိသားစုတစ်စုနေထိုင်ပါတယ်အဘွားကိုသူမြေးမှာ9ဦးနှင့်အိမ်တော်ဆောင်ဦးအကဆိုသည့်အသက်50ကျော်အရွယ်လူကြီးတို့နေထိုင်ကြပါတယ်ရွာကတကြီးအပါဝင်ရွာသူရွာသားတို့မှာထိုအိမ်မဲကြီးမှာလူများနှင့်မပတ်သက်ကြအလွန်ကြောက်ကြပါတယ်အိမ်မဲကြီးမှာအဘွားအို၏မြေးမှာ9ယောက်မှာတဦးနှင့်တဦးအသက်ရွယ်ချင်းလည်းမကွာလာတာကြောင့်ရွယ်သူလိုဖြစ်နေပြီးအလွန်လှပကြပါတယ်ခေမာရွာထဲရှိလူပြိုကာလာသားများကတော့ထိုညီမ9ဘော်ကိုရောင်လို့တောင်စိတ်မကူရဲကြပါဘူးမြင်းုံနဲ့ပင်သွေးပြက်မတက်ဖြစ်သွားကြပါတယ်ထို့သို့ဖြစ်ရတာလည်းအကြောင်းရှိပါတယ်ရွာမလူတွေသိမိဆိုရင်ညီမ9ဦးထဲမှာတဦးကညနေနေဝင်မိုးချုပ်စာချိန်တွင်တည်ဆုံးမဲ့သူ၏နေအိမ်ရှိ၌လာရွက်၍ခေါရမ်းပန်းကိုလာရောက်ပေးတတ်ပါတယ်ထို့သို့ပေးတာနှင့်အိမ်ထဲမှာလူနာဟာနေမကူပဲတည်ဆုံးရပါတော့တယ်တင်မင်းရဲ့တမန်တော်ဒါမှမဟုတ်ဝိညာဉ်တို့ရဲ့ကိုယ်စားလှယ်ညီမ9ဦးကိုတရွာလုံးကဖိမ့်ဖိမ့်တော်အောင်ကြောက်ကြခြင်းဖြစ်ပါတယ်အခုလဲတစောင်းမုံလာွယ်ညညင်းနံလာတာနဲ့စားဝင်စားအေးတက်လေးကစိတ်စိမ်လေးအေးလိုလာပါတော့တယ်ရိုးမတောင်ရှိရွာဖြစ်တာကြောင့်စီးနှင်းတို့ကလည်းတပေါက်ပေါက်ကြလိုနေပါတယ်အိမ်မောကြနေသောရွာ၏ထိပ်မှာတကိုယ်လုံးနှက်ပြောင်နေသောခွေးကြီးတစ်ကောင်ရဲ့ဆွဆွငင်ငင်အိုလိုက်တဲ့အတန်ကကျဲလောင်စွာထွက်ပေါ်လို့လာပါတော့တယ်အိမ်မေတယောက်လန့်နိုးသွားပြီးတော့သူ့ရဲ့ဘေးကကလေးကိုဆန်းလိုက်ရာမတွေ့သဖြင့်ဘေးကအိတ်နေသည့်သူ့ယောက်ျားမိုးကြီးအားကိုမို့ထားပါအောင်ကိုမို့ရဲ့မိုးကြီးကအော်ပြီးပြန်အိတ်သွားပါတယ်အေးမေကထထိုင်၍မိုးကြီးရဲ့ခန္ဓာကိုယ်ကိုလှုပ်ကာကိုမို့ထဆိုကျုပ်သမီးလေးမရှိတော့ဘူးဟေးထိုအခါမှမိုးကြီးကအိမ်မုံဆုံသွားစွာပြေးထားပြီးမိခွတ်ထုံးစားအိမ်မေရှိမှာပေါ့ကွာမောင်နေလို့မတွေ့တာနေမှာပါကွာအေးမေကခေါင်းရင်းခေါင်းပေါ်တွင်တင်ထားသည့်ရေနန်းစီမိခွတ်နှင့်မိချစ်ကိုလက်နှင့်ဆန်းကာမိခွတ်တွင်ညှိလိုက်သည်မီးလင်းအောင်ရသောသဖြင့်သူတို့အိတ်သည့်အခန်းလေးကိုရှင်းလင်းစွာမြင်လိုက်ရလေသည်နှစ်ယောက်သားအလွန်ပင်အံ့ဩသွားသည်သမီးလေးမရှိတော့ဘူးကိုမိုးရဲ့အေးမေရဲ့စိုးနှင့်စွာပြောလိုက်တဲ့အတန်းကြောင့်ကိုမိုးတယောက်ဘာလို့ဘာကိုင်းရမှန်းမသိအောင်ဖြစ်သွားပါတော့တယ်နေပါဦးကွာငါရှာပါဦးမယ်ဒီလောက်ချင်းချင်းလေးအိမ်ထဲကမရှိတာရှင်းကဘယ်ကိုသွားရှာမှာတော့ကိုမိုးရဲ့မင်းကတော့ကွာမိုးကြီးကတဲအောက်ကိုဆင်းကာဘေးပတ်လည်းနဲ့အောက်ဘက်ကိုခြာကြည့်ပါတယ်အေးမေသမီးလေးကိုမတွေ့ဘူးဟာငိုတန်ပါကြီးနဲ့လှမ်းអော်လိုက်လေသည်အေးမေကလည်းရှုံးပွဲချငိုလိုက်သလိုမိုးကြီးကလည်းတဲရှိတစ်ပင်ကိုခေါင်းနဲ့ဆောင်ကာခေါင်းကဖူးရောင်လို့နေပါတော့တယ်သမီးလေးကလာသားအရွယ်တစ်နှစ်ပင်မပြည့်သေးပြီ
ဘယ်လိုလုပ်ကြမလဲကိုမိုးရဲ့ဘယ်လိုလုပ်ရမှန်းမသိဘူးတခုတော့ရှိတယ်တကြီးစီသွားကြမယ်လင်မယားနှစ်ယောက်မိကွက်အောက်ကိုယူ၍မိကွက်ကိုထဲကလက်တင်ဆွဲ၍တကြီးအိမ်သို့ထွက်လာခဲ့တော်သည်ဘလို့ပြစ်ကြတာလဲငမိုးရဲ့တကြီးကမေးတော့မိုးကြီးနှင့်အိမ်မေတို့ကသူတို့အိပ်ပျော်ရမှကလေးပြုတ်သွားပုံကိုအဆအဆုံးပြောပြလိုက်သည်တို့ရမှအခုလိုအဖြစ်မျိုးတကားမှဖြစ်ဘူးတာမရှိဘူးဟေးကောင်ငလုံးစိန်ကောင်းနေအကုန်လုံးကိုသွားခေါ်ကွာဟုတ်ကဲ့တကြီးဘေးနားမှာအိမ်ငိုင်နေသည့်ငလုံးကတကြီးခြံထဲမှထွက်ကစိန်ကောင်းများကိုခေါ်ရန်သွားလေတော့သည်တောကောင်တော့မဖြစ်နိုင်ဘူးငမို့ဟုတ်ကဲ့တကြီးရွာထဲမှာတောကောင်ဝင်ရင်ရှီတိုင်ကနွားတွေကအတန်ကြားရမှာပေါ့ကွာပြီးတော့မင်းတို့တောင်းရောက်အိတ်နေတာကလေးကိုမှရွေးပြီးကြိုက်သွားတာမဖြစ်နိုင်ဘူးကွာဒါနဲ့ကလေးငိုတန်ရောကြားလာအေးမေတကြီးကအေးမေဘက်ကိုလဲကမေးလိုက်သည်မကြားပါဘူးတကြီးရဲ့နင်းကအိမ်မောကြတယ်လို့လားကျုပ်အိတ်စက်ပါတယ်တကြီးကလေးငိုတန်ကိုလုံးဝမကြားရတာပါတကြီးလည်းစဉ်းစားရခက်နေသည်ရဲရွာကိစ္စတာဝန်အရှိဆုံးကသူပဲမလားအခုလိုအဖြစ်မျိုးဆိုတော့တကြီးခေါင်းလျှောက်ရလိမ့်ပြီထိုစဉ်ရှန်တဲ့သူရွာထဲကရွာသားတချို့နဲ့စိန်ကောင်းတွေရောက်လိုလာရာတကြီးကအကျိုးအကြောင်းပြောပြလိုက်သည်စိန်ကောင်းမျိုးမြင့်ကကျုပ်စဉ်းစားမိတာတခုရှိတယ်တကြီးရဲ့ဘာလဲမျိုးမြင့်ပြောလေဟိုတလောကအောင်နဲ့မိန်းမမီးမဖွားနိုင်လို့ဆုံးသွားတာရက်လေတာသိမကြသေးဘူးလေဟေးဟုတ်တယ်လေအဲ့ဒါဘာဖြစ်လို့လဲသူများကလေးကိုလာခေါ်သွားတာများလားမျိုးမြင့်ကသူတင်ရာကိုပြောတော့တကြီးကအောင်တဲ့မိန်းမဆိုင်းရင်ကသေလို့သင်းချိုင်းအောင်ရောက်နေပြီဘလို့လို့ကလေးကိုလာခေါ်ရမှာလဲကွာဟာတကြီးကလည်းသူသေးတာအစိမ့်သေးလေတရဲတစီဖြစ်ပြီးတော့ကလေးကိုဆွဲလန်းတဲ့စိတ်နဲ့လာခေါ်တာများလားမှမသိတာဟာမဖြစ်နိုင်ပါဘူးကွာမင်းရလေတကြီးကပြောတာပြောရသည်မျိုးမြင့်ပြောတာလည်းဖြစ်နိုင်သည်ကလေးပြောက်သွားတာကအလုံးကိုထူးဆန်းနေသည်မလားစကားသံဤခိတ္တတိတ်ဆိတ်သွားစဉ်ဝင်းမြင့်ဆိုသည့်ရွာသားကကျုပ်တို့ဟိုအိမ်မဲကြီးကိုသွားမေးချင်ကောင်းမလားဟာမမေးရပါဘူးကွာသူတို့ကမကြည့်နဲ့လို့ဝင်းကျင်နှုတ်လိုက်ရင်ကိုပါအသက်ပြောက်နေအောင်မဲအင်းငွေပြောတာဟုတ်တယ်ကွာအိမ်မဲကြီးနဲ့မပတ်သက်တာအကောင်းဆုံးပဲတယောက်တစ်ပေါက်စကားသံတွေကစူညံစွာထွက်လာတာကြောင့်တကြီးကကဲတော့ကြပါတော့ကွာဘလို့လို့ရင်ကောင်းမလဲဆိုတာပဲစဉ်းစားကြအေးမေလည်းငုံမနေနဲ့တော့မနဲ့ရောက်ရင်တရားလုံးအစည်းအဝေးခေါ်ပြီးတော့အခုကိစ္စကိုလုပ်မယ်တကြီးရဲ့ကျမရဲ့သမီးလေးကိုပြန်တွေ့မှာပါနော်တွေ့မှာပါရွာထဲကတယောက်ယောက်နောက်ထားတာလည်းဖြစ်ချင်းဖြစ်နေမှာစိတ်လည်းသိပ်ဘူးမနေနဲ့တကြီးကပြောတာပြောရသည်ကလေးပြောင်မိခင်တယောက်တော့ကကိုသူစာနာမိလေသည်မင်းတို့ကိုမာလိုက်မယ်မနက်ဆုံးကန်ကြွားပြီးချိန်လောက်တိန်တယောက်ငါ့အိမ်ကိုလာကြလို့ပြောလိုက်ကြဟုတ်ကဲ့ပါတကြီးငမိုးနဲ့အိမ်မေတို့လည်းပြန်ကြတော့ညင်းကတိတ်နေနေပြီရွာသားတို့ချို့ပြန်သွားပြီးမှမိုးကြီးနဲ့အိမ်မေလည်းတကြီးအိမ်မှနှိကွေးသောရှည်လန်းတို့ဖြင့်ထွက်လာခဲ့တော့သည်တကြီးရဲ့ခြံထဲမှာတော့ရွာကလူတွေစုံသလောက်ရှိနေလေပြီလူတွေစုံသလောက်ရှိမှတကြီးကအပေါ်ထက်မှဆင်းလာပြီးရှံထဲတစ်ပင်ရိပ်အောက်တွင်ထိုင်နေကြသည့်ရွာသူရွာသားများရှိနိုင်မတ်တရက်ကညကငမိုးနဲ့အိမ်မေတို့ရဲ့ကလေးလေးအိတ်နေရင်ပျောက်သွားတယ်ကွာငိုတန်လည်းမကြားရဘူးရွာထဲမှာကလေးနဲ့ပတ်သက်ပြီးတော့သတင်းများရကြတာရှိလားရွာသူရွာသားတွေကတယောက်မျက်နှာတယောက်ကြည့်ရင်ခေါင်းခါရင်ဘာသတင်းမှမကြားရပါဘူးတကြီးရဲ့သူတို့ကလေးကိုဘယ်သူခေါ်သွားမှလဲရွာမှာထုံးစံမှမရှိတာတယောက်တစ်ပေါက်အတန်တွေထွက်လာကြတော့သည်တကြီးကအခြေအနေကိုကြည့်၍ကဲတော့ကြတော့ကလေးပြောက်သွားပုံကတိတ်ကိုထူးဆန်းနေတယ်တို့တွေသူတို့ကလေးတို့ဘလို့လုပ်ပေးရင်ကောင်းမလဲဆိုတာခေါ်ပြီးတိုင်နေတာပါတို့ကရွာသူရွာသားတွေထဲမှာဒေါ်စိန်ဆိုသည့်မိန်းမကြီးတယောက်ကမတ်တရ၍ကျုံညကအိမ်မက်တယ်
အိမ်မဲကြီးရဲ့ညီမ9ယောက်လက်ထဲမှာကလေးတစ်ယောက်စီရှိထားတယ်ပြီးတော့အဲ့ဒီကလေးတွေရဲ့လဲကိုဓာတ်နဲ့ဖြတ်ထွက်လာတဲ့သွေးတွေကိုသူတို့ကိုလိမ့်နေတဲ့ကြောက်ဖို့ကောင်းလိုက်တာပြောမနေနဲ့သူတို့ကတော့နှုတ်ပြိုပြီးတော့လှတရတောင်လှလာသေးတယ်တယောက်တစ်ပေါက်အတန်တို့ထွက်လာကြပြန်သည်တကြီးကဒေါ်စိန်အိမ်မက်တာလားဟုတ်တယ်တကြီးအမေကျုပ်အိမ်မက်ကိုအထင်မသေးနဲ့နော်မိုးရတယ်လို့အိမ်မက်တာနဲ့မနက်လင်းတာနဲ့ရွာတာပဲခတ်တော့ခတ်နေပြီတကြီးကညင်းညူလိုက်လေသည်သူကိုယ်တိုင်ကအိမ်မဲကြီးနေမပတ်သက်ရှင်ဒေါ်စိန်ထိုင်သွားတော့မိတွေကထ၍အေးမေသမီးပါသွားတော့နောက်ထပ်4ယောက်တောင်ကျန်သေးတယ်ကလေးမေတွေတတိထားကြ၏ဟုတ်တယ်အခုကသွေးရိုးသားရိုးမဖြစ်နိုင်ဘူးတကြီးအိမ်မဲကြီးစီကိုသွားပြီးတော့မေးတင်နေတယ်နဲ့တယောက်တစ်ပေါက်ပြောကြပြန်သည်တကြီးကအရှင်နေကိုကြည့်၍ဒေါ်စိန်ပြောတာဟုတ်မဟုတ်ဆိုတော့တဲ့ကိုကလေးကိုယူဆိုင်ကြပါအေးချောင်းဆိုရွာကိုချက်ချင်းသတိပေးကြဟုတ်ပြီလားကျုပ်တို့ရွာတော့ကန်ဆိုးပီနဲ့တူပါတယ်တကြီးရဲ့အိမ်မဲကြီးကတရေတစီတွေဆိုတိတ်နိုင်တာတရေတစီတွေကကလေးတွေရဲ့လိပ်ပြာကိုခေါ်သွားမှကြောက်တယ်ရွာသားတစ်ယောက်ကပြောတာကိုတကြီးကကဲပါဘာပဲဖြစ်ဖြစ်တတိနေနေကြငမိုးတို့ကလေးချောင်းတည်င်းရရင်ချက်ချင်းလာပြောကြပါကဲအားလုံးပြန်နိုင်ပါပြီရွာသားတွေလည်းတကြီးခွင့်ပြုချက်ရတော့ပြန်သွားပြီမဲ့မျက်နှာတွေကတော့တယောက်မှကောင်းခြင်းမရှိကြပါတရွာလုံးတိတ်ဆိတ်ကရှောက်ကပ်လို့နေသလိုနေ့လည်နေခင်ရွာလဲမှာစော့ကြသည့်ကလေးတချို့တော့အခုတလောမစော့ကြမိဘတွေကတရေခေါ်သွားလိမ့်မယ်ဆိုတဲ့စကားကသူတို့နားထဲဆွဲလိုနေလေသည်ပိုဆိုးတာကရင်ဝင်ပိုက်ကလေးများ၏မိခင်များပင်ဖြစ်သည်ကလေးကိုလက်ထဲကပင်မချရဲကြညရောက်လာတာနှင့်ခြံစည်းရိုးတကားတွေကိုတေချာစွာပိတ်ကစောစောအိပ်ရဝင်ကြသည်တရက်ညနေနေဝင်မိုးချုပ်စာမှာဝလုံးရိုက်တန်တန်မုံတီးတန်တို့စူးညံစွာထွက်လာတာကြောင့်တကြီးကသူ့တပည့်ငလုံးအားငလုံးရွာထဲမှာဒီလောက်စူးညံနေတာဘာဖြစ်တာလဲကွာတရေတစီတွေရွာထဲမဝင်နိုင်အောင်မောင်းထုတ်နေကြတာဟေးတကြီးအံ့ဩသွားလေသည်နာနာဘဝတွေကတန်မုံတီးတန်ဝလုံးတီးတန်နေကြလို့ရှိရင်ရွာထဲကိုမဝင်ရဲကြတော့ဘူးလားကွာအတန်တွေကတော်တော်နှင့်မယံအဆက်မပြတ်ကိုထွက်လာလျာကြောက်မက်ပွဲပင်ကောင်းနေသည်တကြီးကတော့မမြကငလုံးနောက်နေတွေသူများတန်မုံတီးရင်နေလိုက်သည်တစေတရေတွေကတကြီးအိမ်မှုမဝင်ဘူးဆိုတာမရှိဘူးဟဲ့မမြကတကြီးကိုလှမ်းရွက်လိုက်ရာတကြီးကမင်းကွာအတိတ်ပဲမှမရှိတာဘာအတိတ်ပဲမရှိတာလဲရွာထဲကအိမ်တိုင်းလိုတမာကိုင်းတွေကိုအိမ်တိုင်းမှာရှိတ်ထားကြတယ်ရှင့်ကိုရှိတ်ထားပါဆိုတော့တကြီးအိမ်ဖြစ်ပြီးရှိတ်ထားရင်တိတ်ခါကြတယ်ပါတယ်နဲ့တရေတစီဆိုတာတကြီးကိုလည်းကြောက်မှမတင်ဘူးမင်းကအဲ့ဒါပဲတခုခုဆိုကြောက်ဖို့ပဲစဉ်းစားနေတာအဲ့လိုမဖြစ်အောင်ဘာလို့ရမလဲဆိုတာတော့မတွေးတော့ဘူးလားတကြီးကပြောတော့မမြကမဲလိုက်သည်ထိုစဉ်တကြီးကြံတဲ့သူရွာမကာလာသားပေါက်ကြီးနှင့်ဘိုးချိုတို့ဝင်ရောက်လို့လာလေသည်ဟဲ့ပေါက်ကြီးဘာကိစ္စလဲကွာတကြီးကလမ်းမေးလိုက်ရာပေါက်ကြီးကတကြီးကိုပြောစရာရှိလို့ဗျဟေးဘာပြောမှလဲကွာပေါက်ကြီးနှင့်ဘိုးချိုတို့ကတကြီးအိမ်ရောက်ထက်ကြီးတန်းရထိုင်ကုန်ပေါ်မှာဝင်ထိုင်လိုက်ရင်ညကကလေးလာခေါ်တဲ့တစီကိုကျုပ်တို့တွေ့ခဲ့တယ်ဟေးဟုတ်လို့လားကွာမင်းတို့ကလည်းဟုတ်တယ်တကြီးတကောလုံးမဲနှံ့နေတာပဲကျုပ်တို့ကိုမြင်တော့ကျုပ်တို့နောက်ကနေလိုက်လာတာထွက်ပြေးလာရတာအမောတော်ဆိုတယ်ပေါက်ကြီးကမျက်နှာငယ်လေးနဲ့ပြောတော့တကြီးကစဉ်းစားရကြက်နေသည်ပေါက်ကြီးနဲ့ဖိုးချိုတို့ကရွာမှာစိုးစိုးပေပေနေလာသူတွေဘာကိုမှကြောက်တည်ဟူတွေရှိတာမဟုတ်ဘူးအရက်ကလည်းတောက်တာမှမနှက်လင်းတာနဲ့မူးနေပြီမင်းတို့အရက်မူးနေလို့များလားပေါက်ကြီးရဲ့ဟာကျုပ်တို့ကဘလောက်တောက်လို့လဲတကြီးသိပါတယ်ဒါပေမဲ့အမြင်မအထင်မှားလောက်အောင်တော့မူးတယ်ဆိုတာမရှိပါဘူးနေပါဦးမင်းတို့တွေ့တဲ့အိမ်ရှိကတာနိုးတို့အိမ်ရှိဟေးတ
တားနှုံးမိန်းမမွေးထားတဲ့ကလေးကဘာရှိသေးတာမှတ်လို့2 လသား3 လသားလောက်ပဲရှိသေးတာဟုတ်ပြီလေမင်းတို့တွေးခဲ့တာကိုအစားဆုံးပြောပြဟုတ်ကဲ့တကြီးဒီလိုဗျပေါက်ကြီးကတကြီးအားသူကြောင့်တွေးခဲ့တာကိုပြောပြလေတော့သည်ဖိုးချိုကြီးတို့ရွာကအခုတော့တိတ်ဆိတ်နေပါလားကွပေါက်ကြီးနေဖိုးချိုတို့ရွာပြင်ဖိုးကြီးတဲမှာရှက်ရက်ကိုမူးအောင်တောက်လာပြီးရွာထဲဝင်တော့ညင်းနဲ့လို့နေလေပြီညင်းနဲ့တော့အိတ်ကြပြီပေါ့ကွာညင်းနဲ့လို့မဟုတ်ဘူးကွာကြောက်လို့အိတ်နေကြတာကြောက်လို့ဘာကြောက်တာလဲကွာကလေးခိုးတဲ့တရေကိုလားဖိုးချိုကမျက်လုံးမဖွင့်နိုင်နှစ်ယောက်သားတွဲလျက်မေးလိုက်၏ဟုတ်ပါကွာအလကားလူတွေကြောက်စရာမရှိတာကိုကြမ်းဖန်ကြောက်နေကြတာကြောက်တာကသူတို့အလုံးတောက်တာကငါတို့လို့ဟုတ်တယ်မလားဖိုးချိုကအားလေးရှာလေးနေပြောတော့ပေါက်ကြီးကဟုတ်တာပေါ့ဖိုးချိုရာရွာကလူတွေအကြောက်ကြီးနေတော့တို့မူးတာတော့ကဲ့ရဲ့လို့မရတော့ဘူးဘောကွာအေးနှစ်ယောက်သားလမ်းလျှောက်လာရင်မလန်းမကန်းမှာအရေးမဲမဲကြီးကြောင့်ခြေလန်းတုံကနေရဲသွားမိသည်ဟာဖိုးချိုဟိုမှာကြည့်စမ်းဟေးဘာလဲပေါက်ကြီးဖိုးချိုကမျက်လုံးကိုမနှဲအားယူဖွင့်လိုက်ပြီးတော့ကြည့်လိုက်တော့အခါဘာကြီးလဲကွာတာနိုးတို့အိမ်ကိုကြည့်နေတာဘာလို့လဲမသိဘူးလူတော့မဖြစ်နိုင်ဘူးကွာသူ့ဘေးမှာဘာကောင်လဲကွာပေါက်ကြီးကဖိုးချိုပြောရာကိုကြည့်လိုက်ရာဟာခွေးနဲ့ကြီးကွာငါတို့ကိုမမြင်တော့ပါဘူးနော်အသာကြီးနေဖိုးချိုငါကြောက်တယ်ကွာသူတို့ရက်နေသည့်နေရာနှင့်အလန်းငယ်လန်းတာကြောင့်သူတို့ကိုမမြင်နိုင်ဟုထင်ထားသည်ခွေးနဲ့ကြီးကသူတို့ရှိရာဘက်သို့လဲလိုက်ရာနေရဲနေသောမျက်လုံးကြောင့်လန့်လိုသွားလေသည်ခွေးကြီးငါတို့ကိုတွေ့သားပြီပေါက်ကြီးနှင့်ဖိုးချိုလည်းမူးတာတွေဘယ်ရောက်သွားသည်မသိကြက်သိမ်းများထလို့လာလေသည်ခွေးနဲ့ကြီးကရုတ်တရက်စူးစူးဝါးဝါအိုးလိုက်ရာအရေးမမဲကြီးကသူတို့ဘက်ကိုလှည့်လာသည်ဖိုးချိုလာပြေးမယ်သူတို့နှစ်ယောက်နောက်လေကတုတ်ရှိတွင်ပြေးရလာတော့ရွာထဲကခွေးတွေဟောင်းရမည်အစားဦးနေတာတရွာလုံးကိုစူညံလို့နေလေသည်ဖိုးကြီးတဲကိုပြန်ရောက်တော့စကားပင်မပြောနိုင်ပဲဝါချမ်းပေါ်သို့မှောက်ကျသွားလေတော့သည်အဲ့ဒါပဲတကြီးဟာကျုပ်တို့နောက်လေကြည့်တာရွာထိပ်မှာပဲကြမ်းခဲ့တယ်ဗျပေါက်ကြီးပြောတာကိုတကြီးကစိတ်ဝင်စားနားထောင်ရင်းမင်းတို့ပြောပုံရဆိုလို့ရှိရင်မင်းတို့ကိုတွေ့လို့တာနိုးကလေးကိုခေါ်မသွားတာနေမဲကွာဟုတ်မယ်ထင်တာပဲတကြီးရဲ့ဘလို့ပဲဖြစ်ဖြစ်ရွာအတွက်တော့မကောင်းဘူးထင်တယ်ဗျအေးငါလဲလူစိုးတကိုးဆိုချင်းလိုက်တာကြားနေပြီနာဘာဝတွေဆိုတော့ဘလုံးမှမတတ်နိုင်ပဲလက်ပိုက်ကြည့်နေရတာကွာတကြီးကစိတ်ပြက်စွာပေါက်ကြီးအားပြောလိုက်လေ၏ဒီလိုလုပ်ပါလားတကြီးမိုးကနေရွာမှာဆရာတယောက်ရှိတယ်တိတ်ဆွမ်းတယ်လို့ပြောကြတယ်သူ့ကိုပင့်ပြီးတားရင်ကောင်းမလားဟုတ်ပါမလားပေါက်ကြီးရဲ့အရှင်နေကအခုတက်ပို့ဆိုးလာရင်ဘယ်လိုလုပ်မလဲကွာတကြီးပြောတာကိုဖိုးချိုကဝင်၍အခုလိုလက်ပိုက်ကြည့်နေတာလဲဆိုရင်အရှင်နေထူးလာမှာပေါ့တကြီးရဲ့မြို့ကလူတွေတောင်တကူးတကလာကြတယ်လို့ပြောကြတယ်အေးကွာရွာနဲ့တိုင်ပင်လိုက်အောင်မယ်မြင်တိုင်ပင်တကြီးရေနောက်ထပ်ကလေးတွေပါသွားရင်တကြီးသိက္ခာကြမယ်ဗျအေးပါကွာအေးပါပြန်အောင်မယ်တကြီးရေဆရာပင့်ဖို့အတွက်တော့ကျွန်တော်တာဝန်ထားပေါက်ကြီးနေဖိုးချိုပြန်သွားတော့တကြီးလည်းလေးနက်စွာတွေးလိုက်မိသည်ဒီတိုင်းနေတာထက်ဆရာကရွာအတွက်တခုခုလုပ်ပေးနိုင်ပြီဆိုရင်ကောင်းမည်မဟုတ်လား